Tech Brother ပြောပြမယ်နားခေါင်ညီလေးတို့ကိုဘတ်တူမန်းမတိအောင် proxy သုံးမလား VPN သုံးမလားဝေခွဲမရဖြစ်ဘူးလားနှစ်ခုလုံးကကိုယ့်ရဲ့ IP address ကိုဖုံးပေးတာချင်းတူပေမဲ့အလုပ်လုပ်ပုံကလုံးဝမတူဘူး proxy ဆိုတာကညီလေးရဲ့ browser ကနေထွက်တဲ့ data တွေကိုဂျာခန်း server တစ်ခုကနေတဆင့်ပို့ပေးတာသူက IP ကိုပဲပြောင်းပေးတာ data တွေကို encrypt စာဝက်မချုပ်ပေးဘူးဒါကြောင့် hacker တွေကဂျာကနေကြည့်မြင်နိုင်တယ် VPN ကတော့ပို့ပြီးဆရာကြတယ်သူကညီလေးရဲ့စက်တစ်ခုလုံးနဲ့ VPN server ကြားမှာလုံခြုံတဲ့လွင်ကောင်း encrypted ထားတဲ့တစ်ခုဖောက်လိုက်တယ်လို့ပဲ data တွေကိုစာဝက်ပေးလိုက်တဲ့အတွက်ဘယ်သူမှခိုးကြည့်လို့မရတော့ဘူးအနေချုပ်ရရင် proxy က IP ကိုပဲဖုံးချင်တဲ့အခါသုံးပေး VPN ကတော့လုံခြုံရေးနဲ့ privacy အတွက်သုံးတာပါ Senior IT တယောက်အနေနဲ့လုံခြုံရေးကိုဦးစားပေးရင် VPN ကိုပဲရွေးချယ်သွင်းတယ်နေ့စဉ်9မိနစ်စာဒီလို IT အခြေခံတွေကိုလေ့လာပြီး Senior IT Brother ဖြစ်ဖို့ follow လုပ်ထားပါအောင်